တခါတော့အကျွေးတွေပရပွားနဲ့ဘဝမှာရှေ့ဆက်ဖို့လမ်းသာပြောင်းနေတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ရှိတယ်။အကျွေးရှင်တွေကသူ့နောက်ကိုတကောက်ကောက်လိုက်နေကြတယ်။ကုန်သည်တွေကလည်းပစ္စည်းဖို့တွေခြေဖို့နဝူနဆာလုပ်နေကြတယ်။ဒီတော့အကြံနေအိုက်နေတဲ့တထေးကြီးကပန်းကြံလေးတစ်ခုတည်းကခုံလေးပေါ်မှာထိုင်ပြီးခေါင်းတကုတ်ကုတ်နဲ့ဆင်းသားနေတော့တယ်။သူစီးပွားရေးလုပ်ငန်းတွေပြန်ပြီးနလန်ထူလာအောင်ဘယ်လိုများလုပ်ရမလဲဆိုပြီးတော့ပေါ့ရုတ်တရက်ဆိုသလိုပဲအဖိုးကြီးတယောက်ဟာသူ့နောက်ကနေရောက်လာပြီးမင်းတစ်ခုခုပြဿနာတက်နေတယ်ဆိုတာငါသိတယ်ကွာဆိုပြီးပြောပါတယ်။တထေးကြီးကအကြောင်းတုံကိုရှင်းပြလိုက်တဲ့အခါမှာအဖိုးကငါမင်းကိုကူညီနိုင်တယ်ဆိုတာငါကူငါယုံကြည်တဲ့ဟေ့ဆိုပြီးချက်လက်မှတ်တစ်ဆောင်ကိုရေးလိုက်ပါတယ်။ပြီးတော့ချက်လက်မှတ်ကိုတထေးကြီးစီကိုကမ်းပေးရင်းနဲ့ဒီငွေတွေကိုယူသွားလိုက်။ဒီနေ့ကနေစတွက်လို့တစ်နှစ်တိတိပြည့်ရဲ့နေမှာတို့ဒီနေရာမှာပြန်ဆောင်ကြမယ်။အဲ့ဒီအချိန်ကျရင်တော့မင်းငါ့ကိုငွေတွေပြန်ပေးနိုင်မှာပါဆိုပြီးပြောလိုက်ပါသေးတယ်။အဲ့ဒီနောက်မှာတော့အဖိုးကတထေးကြီးအောင်ဘာမှပြန်မပြောလိုက်နိုင်သေးခင်မှာပဲထွက်သွားပါတော့တယ်။တထေးကြီးကသူ့လက်ထဲကဒေါ်လာ9သိန်းတန်ချက်လက်မှတ်ကိုမမိတ်မတုံကြည့်နေတာပေါ့။လက်မှတ်နေရာမှာတော့ကမ္ဘာချမ်းသာဆုံးတကြွယ်စင်းဝင်ကျွန်းတီရောကာဖဲလာတယ်လေ။ဘာပဲဖြစ်ဖြစ်တထေးကြီးကတော့ငါရဲ့ငွေကြီးတော့ကာရီကနေလွတ်မြောက်ပြီးဟေ့ဆိုပြီးသူ့အတွေးနဲ့သူဝမ်းသာနေတော့တာပေါ့။ဒါပေမဲ့သူဆုံးဖြတ်လိုက်တာဒီချက်လက်မှတ်ကိုမတုံသေးပဲတိမ့်ထားဖို့ပါပဲသူ့မှာငွေရှိရဆိုတဲ့အတီနဲ့တင်သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပြန်လဲကဲတင်နိုင်မယ်ဆိုတဲ့အားအင်တွေပြန်ရလာပါတယ်ဒီတော့စိတ်သက်လူတင်တဲ့တထေးကြီးကအကျွေးရှင်တွေလုပ်ငန်းရှင်တွေနဲ့တွေ့ပြီးပေးတရားငွေတွေကိုခိတ္တဆိုင်ငံထားပေးဖို့ညီနိုင်တယ်ပြီးတဲ့အခါအလုပ်တွေကိုကြိုးစားပြီးလုပ်ပါတော့တယ်လာအနေငယ်ကြတဲ့အခါမှာသူ့မှာအကျွေးဆိုလို့စိုးစင်းများမရှိတော့ပဲပြန်လဲပြီးလဲပတ်နေတဲ့လုပ်ငန်းတွေကနေဝင်ငွေတွေရရှိနေပါတော့တယ်။တနေ့တိတိပြေးပြီးတဲ့အချိန်မှာတော့တထေးကြီးကမတုံးရသေးတဲ့ချက်လက်မှတ်ကိုကင်ပြီးပန်းကြံတွေကိုပြန်လာခဲ့တာပေါ့။အရင်ကအချိန်လောက်မှာပဲအဖိုးကိုရောက်ရှိလာပါတယ်။ဒါပေမဲ့တထေးကြီးကချက်လက်မှတ်ကိုကမ်းပေးရင်းနဲ့သူ့ပဲလိုအောင်မြင်ခဲ့တဲ့ဆိုတာတွေကိုပြန်ပြောပြနေတော့မှသူနာပြုတယောက်ပြေးလာပြီးအဖိုးကိုဆွဲခေါ်ပါတော့တယ်။ဒီတော့တထေးကြီးကသူနာပြုကိုလှမ်းမေးလိုက်တဲ့အခါမှာသူနာပြုကဒီလိုပြန်ပြေးတယ်။သူကအမြဲတမ်းဒီလိုပဲရှင်ရိတ်တာတွေကနေပျောက်ပျောက်သွားပြီးလူတိုင်းကိုသူ့ကိုယ်သူဂျွန်ဒီရောကဖဲလားဆိုပြီးလိုက်ပြောနေကြလေဆိုပြီးအဖိုးရဲ့လက်မောင်းကိုတွဲပြီးခေါ်သွားပါတော့တယ်တထေးကြီးလည်းအလွန်မင်းအားတင်ပြီးနေရာမှာတင်ချက်တည်သေးသွားတာပေါ့ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံးသူရောင်းလိုက်ဝယ်လိုက်နဲ့လဲပတ်နေခဲ့တာသူ့မှာဒေါ်လာ9သိန်းရှိနေတာပဲဆိုတဲ့ယုံကြည်ချက်နဲ့ပါအခုတော့အသက်ကြီးပြီးစိတ်လွတ်နေတဲ့အဖိုးကြီးတယောက်လျှောက်ရေးပေးတဲ့ချက်လက်မှတ်အတူကြီးနဲ့တယ်လားဒီအခါမှာချက်ချင်းဆိုသလိုတထေးကြီးသဘောပေါက်သွားတာချက်လက်မှတ်ကအစစ်ပဲဖြစ်ဖြစ်အတူပဲဖြစ်ဖြစ်သူ့ဘဝကိုပြန်ပြီးပြောင်းလဲခဲ့တာငွေကြောင်းမဟုတ်ဘူးဆိုတာပါပဲသူ့ရဲ့အတစ်တပံပြန်လဲမွေးဖွားလာတဲ့ကိုယုံကြည်မှုပါပဲသူ့ရဲ့ပြန်လဲကြိုးစားတဲ့ခရီးပန်းနိုင်တဲ့ရှောင်းမှာအောင်မြင်မှုပန်းနိုင်ကိုလန့်ကင်နိုင်မဲ့စွမ်းအားတွေပေးခဲ့တဲ့ဆိုတာကိုသူသိရှိလိုက်ပါတော့တယ်ဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေတို့လည်းဘယ်လိုအခြေအနေမျိုးကိုရောက်နေသည်ဖြစ်စေကိုယုံကြည်မှုကသာအရေးအကြီးဆုံးခွန်အားဖြစ်တယ်ဆိုတာကိုမမေ့လိုက်ကြဘူးပါပဲ။ Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းဒီပုံပြင်လေးကနေတန်ဖိုးရှိတဲ့တစုံတစ်ခုကိုရရှိခဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ချက်တော်မိမြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအေးချမ်းသာရပါစေ။ကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျ။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူတာညီဖြစ်ပါတယ်။